တန်းပြောလိုက်တဲ့ရှောင်းလင်ကတော့ဘာမှအလောတကြမလုပ်ပါနဲ့ချမ်းစီကခုမှငွေကြေးများကြီးရထားတာရိုးရိုးသားသားပြောရရင်သူ့နောက်လိုက်နေတာပိုကောင်းပါလိမ့်မယ်လို့အကြံပေးပေမဲ့သူကတော့စာချုပ်ကိုအခုပဲယူလာခဲ့လို့တိုတိုတုတ်ပဲပြန်ပြောလိုက်တဲ့စာချုပ်မှာလက်မှတ်ထိုးပြီးလက်ပွေနှိပ်လိုက်တာနဲ့သူဟာရေကန်စီကိုစိတ်လှုပ်ရှားစွာပြေးထွက်သွားတော့တာပေါ့စွန့်ပစ်ထားတဲ့ရေမီးကန်ကြီးကအရာမကြီးပဲပြရေမျက်နှာပြင်မှာအစိမ်းရောင်ရေညှိတူတွေကဆေးတုပ်ထားသလိုကပ်နေပြီးတက်ရှူရတာတောင်ကျဉ်ကျက်စေတယ်နန့်ဆိုးတွေကပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းနေတာပေါ့သူဒီနေရာကိုငှားလိုက်ပြီဆိုတာရွာသားတွေကြားတာနဲ့အားလုံးသူ့ကိုလာရောက်လောင်ပြောင်ကြတယ်ဟဲ့ရွမ်စီယူသွားတာလားဒီလိုမိုက်ပုံလိုနေရာမျိုးမှာဘသူ့ကိုမွေးမြူမလဲချမ်းစီကသူ့ကိုရော်9000စုကြေးပေးထားတာကိုလက်မထပ်ပဲဒီလိုညစ်ပတ်တဲ့တွင်နဲ့ကုံပုံအော်လိုက်တာတကယ်ရှုံးသမားပဲလို့ပြောဆိုတန်တွေကပွက်လောရိုက်နေတာပေါ့လင်ချမ်းဆိုရင်သူ့အဝင့်အနဲ့တောင်ကံပတ်ပတ်လေကိုမောင်းလာပြီးပြတင်းပေါက်ဖွင့်ကဘိုက်ပိုက်ပြီးရဲနေတယ်ရွမ်စီရဲ့အဲ့ဒီရော်9000ကမင်းအိတ်ထဲမှာပူနေရဆိုရင်ငါမင်းကိုမြို့ထဲခေါ်သွားပြီးခြေထောက်နှိပ်ခိုင်းမယ်ဒီမှာအမိုက်တွေလာကော်ပြီးဘာလို့အချိန်ကုန်ခံနေရတာလဲတဲ့ဒါပေမဲ့သူဘာမှဂီယူမဆိုင်ခဲ့ပါဘူးရင်ကောင်းထိရှိတဲ့ဖက်နှက်တွေစီးပြီးခါးထိရေမေးတွေရဲ့နစ်မြုပ်နေတာပုတ်နေတဲ့တကိုင်းတွေကိုဆွဲထုတ်နေတာပဲနန်းကရန်ဆိုပေမဲ့သူမျက်နှာတစ်ချက်တောင်မပြတ်ခဲ့ဘူးဘာလို့လဲဆိုတော့သူဘာလို့နေလဲဆိုတာကိုသူအတိအကျသိနေလို့ပဲအဲ့ဒီညမှာဆက်စုသူတွေအကုန်ပြန်သွားတော့သူဟာအစောပိုင်းကမျိုးကနေတယ်လာ